ရွေးကောက်ပွဲဥပဒေအကြောင်းပြပြီးစစ်တပ်ဖမ်းဆီးထားသူ60ဦးကျော်ရှိလားအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲဥပဒေကြောင့်နိုင်ငံအနှံ့ဖမ်းဆီးခံရသူဦးရေဟာ64ယောက်အထိရှိလာပြီလို့သိရပါတယ်။အဆိုပါအကြောင်းအရာကိုအောက်တိုဘာ3ရက်မနေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာစစ်ကော်မရှင်ရဲ့ပြည်ထောင်ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကပြောခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ29ရက်ကစပြီးစစ်အုပ်စုစိတ်တိုင်းကျထုတ်ပြန်ခဲ့တဲ့အဲ့ဒီဥပဒေဟာရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းလူမှုကွန်ရက်ပေါ်မှာရေးသားသူတွေကိုဥတီဖမ်းဆီးနေတာဖြစ်ပြီးထောင်ဒဏ်3နှစ်ကနေ9နှစ်အထိချနိုင်တယ်လို့ရွေးကောက်ပွဲမှာပါဝင်နေသူကိုတေဆုံးအောင်ပြုလုပ်ရင်လည်းတေဒဏ်အထိချနိုင်တာပဲဖြစ်ပါတယ်။စစ်တပ်ဟာအဲ့ဒီဥပဒေကိုစတင်ပြဋ္ဌာန်းချိန်နေစပြီးစက်တင်ဘာလအထိအမှု24မှုအတွက်64ယောက်ကိုအရေးထားတာပဲဖြစ်ပါတယ်။ဖမ်းဆီးခံထားရသူတွေထဲမှာကရင်ပြည်လွိုင်ကော်မြို့ကအသက်မပြည့်သေးသူ3ယောက်လည်းပါဝင်နေတယ်လို့သိရပါတယ်။စစ်တပ်ဟာလာမယ့်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲပထမပိုင်းကိုကျင်းပပြုလုပ်မယ်လို့ကြေညာထားပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများစုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကတော့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်ကြောင်းနဲ့လက်မခံကြောင်းကိုထုတ်ပြန်ထားပါတယ်။